ကျွန်တော်ဆိုဒီမှာသဘောကောင်းနေစေတနာပိုရာများသည်ဖြင့်ဟောရွေပြူငါမညာရပေါ်ဟင်းအောင်လုံးကြိုက်တယ်ကြွားကိုလာတဲ့သိန်းအဲသိအိမ်ကိုခေါ်ပြီးခမင်းကျွေးမယ်လာလည်းပဲဆိုရင်ချိန်မြွေးပါအိမ်လေးစားရွာလေးပိုင်းကလက်ဖက်ရည်စားနာကကိုရစားတပင်းကလမ်းသွဲတယ်အခွေလုံးဝင်ခဲ့ပြင်စမောင်းမြောက်အရက်ဆိုင်နဲ့ကကြက်နှစ်ထပ်အိမ်ကြီးဒါကျုပ်တို့နေတဲ့အိမ်ကိုလေအဲဒါဆိုချင်းဒီအဲရောနေပါလိအဲဒါရင်ပြောသည်အိမ်ကိုလေအဲဒါဆိုချင်းဒီအဲရောနေပါလိအဲဒါရင်ပြောသည်လူကျုပ်တို့အိမ်ကအဲလာမဟင်းကောင်းချက်ပါသည်အိမ်မှာပုံမှန်ငပိနဲ့ဆောင်းတစ်ခါတလေဆိုရင်ကြက်ဥကျော်ခွေလီကားလေးမချဘူးနော်အသီးအရွက်တစ်လှဲ့စမ်းစင်ငရုံစားပြေးရှိတယ်ချက်မချက်မြဝေးထားတယ်လာလဲမဲဆိုရင်ချိန်မြွေးပါအိမ်လေးစားရွာလေးပါဒီကလက်ဖက်ရည်စားနာကကိုရစားတပင်းကလမ်းသွဲတယ်ကိုကြီးလုံးဝင်ခဲ့ပြင်စမောမြောက်အရက်ဆိုင်နဲ့ကကြက်နှစ်ထပ်အိမ်ကြီးဒါကျုပ်တို့နေတဲ့အိမ်ကိုလေအဲဒါဆိုချင်းဒီအဲပြောနေပါလိအဲလာရင်ပြောသည်အိမ်ကိုလေအဲဒါဆိုချင်းဒီအဲပြောနေပါလိအဲလာရင်ပြောသည်လူကျုပ်တို့အိမ်ကအဲလာမခင်းကောင်းချက်ပါသည်ကျွန်တော်ဆိုဒီမှာသဘောကောင်းနေစေတနာပိုရာများသည်ဖြင့်ဟောရွေပြူငါမညာရပေါ်ဟင်းအောင်လုံးကြိုက်တယ်ရွာကိုလာတဲ့သိန်းအဲသိအိမ်ကိုခေါ်ပြီးခမင်းကျွေးမယ်ဒါလည်းပဲဆိုရင်ချိန်မြွေးပါအိမ်လေးစားရွာလေးပါဤကလက်ဖက်ရည်စားနာကကိုရစားတပင်းကလမ်းသွဲတယ်အခွေကိုဝင်ခဲ့ပြင်စမောင်းမြောက်အရက်ဆိုင်နဲ့ကကြက်နှစ်ထပ်အိမ်ကြီးကျုပ်တို့နေတဲ့အိမ်ကိုလေအဲဒါဆိုချင်ဒီအဲရောနေပါလိအဲလာရင်ပြောသည်အိမ်ကိုလေအဲဒါဆိုချင်ဒီအဲရောနေပါလိအဲလာရင်ပြောသည်လူကျုပ်တို့အိမ်ကအဲလာမဟင်းကောင်းချက်ပါသည်အိမ်မှာပုံမှန်ကပိနဲ့ဆောင်းတစ်ခါတလေဆိုရင်ကြက်ဥကျော်ထွေလီကားလေးမချဘူးနော်လက်ဖက်သုံးတစ်လှိစမ်းစင်ငရုံစားပြေးရှိတယ်ချက်မချက်မြမွေးထားတယ်လာလည်းမဲဆိုရင်ချိန်မြွေးပါအိမ်လေးစားရွာလေးပါဟင်းကလက်ဖက်ရည်စား